ဖိုးရှိရှိတုန်းကတဲကန်နာအနီးကမြို့လေးတစ်မြို့မှာအလွန်အကဲခတ်တော့ပြီးညံကောင်းတဲ့ညီကို၃ယောက်ရှိကြပါတယ်။တနေ့မှာတော့သူတို့ဟာလမ်းမှာကလအုပ်ပြောက်လို့စိတ်ပူပြီးလိုက်ရှာနေတဲ့ကုန်သည်တစ်ယောက်နဲ့စုံမိကြပါတယ်။အကိုအကြီးဆုံးဖြစ်သူကခမရဲ့ကလအုပ်ကမျက်စိတစ်ဖက်ကန်းနေတာမဟုတ်လားလို့မေးလိုက်တဲ့အခါကုန်သည်ကအံ့ဩသွားပါတယ်။ဒုတိယမြောက်အကိုကလည်းအဲ့ဒီကလအုပ်ကရှေ့သွားတစ်ချောင်းကျိုးနေတယ်မဟုတ်လားလို့ထပ်မေးလိုက်ပြန်ပါတယ်။နောက်ဆုံးညီတွေးလေးကကလအုပ်ကခြေထောက်တစ်ဖက်လည်းမတန်ဘူးမဟုတ်လားလို့မေးလိုက်တဲ့အခါမှာတော့ကုန်သည်ကြီးကသူတို့တခိုးတွေလို့ထင်သွားပါတော့တယ်။ကုန်သည်ကညီကို၃ယောက်ကိုတခိုးဆိုပြီးမျိုးစားမင်းစီဖမ်းဆီးခေါ်ဆောင်သွားပြီးတိုင်တန်းပါတော့တယ်။အကိုကြီးကပြောတယ်လမ်းရဲ့ညာဘက်ကမျက်တွေကိုပဲစားထားတာကြည့်ပြီးကလအုပ်ဟာဘဲဘဲမျက်စိကန်းနေတယ်ဆိုတာကိုကျွန်တော်သိခဲ့တာပါလို့ရှင်းပြပါတယ်။ဒုတိယအကိုကတော့မျက်ပင်တွေရဲ့အလဲကောင်းမှာကြိုက်ရမှာပါပဲခြံနေခဲ့တာကိုကြည့်ပြီးသွားကြိုးနေမှန်းသိတာပါလို့ပြောပြပါတယ်။ညီတွေးလေးကလည်းတဲပေါ်မှာခြေရ၃ဘက်ပဲထင်းပြီးကျန်တဲ့တစ်ဖက်ကဒီရုပ်တိုင်ဆွဲထားတာကြောင့်ချီမတန်မှန်သိတာပါလို့ရှောက်တင်လိုက်ပါတယ်။ကလအုပ်ကိုတော့လိုက်ရှာကြရမှာမနီးမဝေးနေရမှာပြန်ပြီးတော့တွေးခဲ့ကြပါတယ်။မျိုးစားမင်းကသူတို့ရဲ့တွေးခေါ်ပုံကိုသဘောကျပြီးဆုလက်တွေပေးခဲ့ပါတယ်။အရာရာကိုစနစ်တကျနဲ့ကြိုးချောင်းဆင်ញင်းပြီးတော့စဉ်းစားတတ်မယ်ဆိုလို့ရှိရင်အပြေမှန်ကိုရနိုင်တယ်ဆိုတာသူတို့ကသက်သေပြလိုက်နိုင်ပါပြီ။